ဒီဟောနာစတိုရီယာကျဆိုပါတယ်ဒီနေ့မှလည်းဖြစ်မှန်ဇလန်တစ်ခုဖြစ်တယ်လေကားကိုချေတာဇလန်လေးကိုစားလိုက်အောင်ပါကိုရဲနဲ့တင်ငယ်ချင်းတော့ကရွာပြင်ပဲအိမ်အောင်တစ်လုံးမှာညအိပ်ဖို့ချေလန်လောက်ကြတယ်အိမ်က20လောက်လူမနေတော့ရွာသားတွေကတော့ညနေနာကျော်ရင်အပေါ်မတက်နဲ့အဲ့လိုတတိပေးရတယ်ဒါပေမဲ့သူ့ကိုမေ့အောင်မည9 နာရီစလုံးနဲ့ပေါ်ကဒီငါ့ကိုချစ်တယ်ကြားလာတယ်တယောက်တော့ဘဝနေဟောက်ကိုဖြည်းဖြည်းဆင်းလာလို့တကယ်ချင်းတယောက်ကရေပြီးကြောင်ဖြစ်မှာကွာအဲ့လိုပြောတယ်ဒါပေမဲ့ခြေတန်းရှမ်းသွားဖြည်းဖြည်းနီးလာတယ်ကိုရဲ့ဖုံးဖလက်မီနဲ့လေကားပဲတွားလိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့ခြေတန်းဆက်ကြားနေရတယ်အဲ့ဒီချိန်သူတို့နောက်ကမှန်နေမှာမင်းလေအရာတစ်ခုဒီကောင်းမှာရှင်းနေတယ်ညံ့ရတယ်သူဟာကောင်းကိုမန်ထောင်းနဲ့ကွေးထားတယ်ပြီးတော့တူလေးပြောတယ်ပေါ်ထဲမှာနောက်တစ်ယောက်ကျန်နေတယ်သူတို့4 ယောက်ပဲလာတာဒါပေမဲ့အိမ်ထဲမှာလူ9 ယောက်ရှိနေခဲ့တယ်